အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဘာဆရာကြီးမင်းတွေကတပည့်ရင်ဆရာညီဝင်းထုံးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ရေဒီယာအကြောင်းအရာကကျွန်တော်တို့ငွေဝင်စီမဲ့ရေဒီယာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ဘာဆရာကြီးမင်းတွေကရဲ့လွန်စွမ်းထက်ထိရောက်တဲ့ရေဒီယာလေးတစ်ခုအကြောင်းကိုကျွန်တော်မျှဝေပေးခြင်းလို့ပါအဲ့ရေဒီယာဘာလဲဆိုတော့ကျွန်တော်တို့ငွေအမြဲတမ်းငွေဝင်ခြင်းနဲ့လက်ရွှင်ခြင်းတဲ့လူတွေကတနင်္လာနေ့တိုင်းမှာအိမ်ဖျားမှာအုံထမင်းစွန်းတော်ကပ်ပြီးပါစွန်းတော်ကတ်လှူပြီးတော့ငွေများများဝင်လာပါစေငွေကြီးတွေအမြန်ဝင်ပါစေဆိုပြီးတော့ဆုတောင်းလိုက်အောင်ပါခင်ဗျာအဲ့တော့အမြဲတမ်းဝင်ခြင်းနဲ့ဆိုရင်တော့တနင်္လာနေ့ရောက်တိုင်းမနက်9:00နာရီမှာအိမ်ဖျားမှာအုံထမင်းစွန်းတော်ကတ်လှူခြင်းဖြင့်တင်တို့ရဲ့ငွေကြီးတွေအမြောက်အများဝင်လာပြီးတော့လက်ရှင်စီပါလိမ့်မယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ